Hello ကလေးလေး ဘယ်ကလေးလေးလဲ ကလေးလေးကိုချစ်လို့ခေါ်တာပေါ့ဘာလို့နေလဲ တလုံးကချစ်လို့ခေါ်တာဘဲကောင်မနဲ့မှားခေါ်တာလဲတော့မသိဘူး ဘာမှမလုပ်ဘူးအိမ်မှာပဲ ဟုတ်လားဟောကိုကလေးလေးကိုပြောဆက်ရှိတယ်ကိုခဏနေတော့ကြာလို့ရှင်ငွေချင်းနေဘီယာတော့တောင်းမလို့ကလေးလေးကိုလမ်းမိတာ သွားရမလားမသွားရဘူးလားလို့မေးတာလားဒါမှမဟုတ်သွားမယ်အကြောင်းလှမ်းပြောတာလား ဟောကလေးကိုမိတာလေကလေးရဲ့ အော် ကိုသွားမလားမသွားဘူးလားပြောလေ တဘောပဲ ဟုတ်ပြီအဲ့ဆိုလို့ရှင်ကိုရောက်တာနဲ့ဖုန်းလဲဆက်လိုက်မယ်နော် ကြိုက်တယ်လို့မဆက်ချင်လည်းရတယ်အေးဆေးပဲ အဲ့ဆိုလည်းရင်ချစ်တယ်ကိုအိမ်ထဲမှာဖုန်းဆက်လိုက်မယ်နော်ချစ်လေးကိုပြန်ရောက်ပြီ ပြန်ရောက်တော့ငါဘာလုပ်ပြင်ရမှာလဲ မဟုတ်ဘူးလေအပြန်ရောက်တော့ချစ်လေးတီးအောင်ပြောရလေ မသိချင်ဘူးစိတ်လည်းဝင်လာအောင် ချစ်လေးဘာဖြစ်နေလဲကိုပြင်တော့လို့စိတ်ဆိုးနေလား ဘာတော့စိတ်ဆိုးရမှာလဲစိုးစရာအကြောင်းလည်းမရှိဘူးစိုးဖို့လည်းစိတ်ဝင်လာအောင် မဆိုးလည်းပြီးတော့နော်ကိုလည်းပြန်လာတော့အဲ့ချင်းအိတ်တော့မယ်ချစ်လေးလည်းအိတ်တော့နော် အပြင်းကြမသွားနဲ့ဆိုတော့ကြာသွားနိုင်သေးတယ်ဖေးလေးကြာတွေ့နိုင်သေးတယ်ဖုန်းပြောမယ်ဆိုတော့ကြာမှအိတ်တော့မယ်လေးပါနေသေတော့လို့ဖြစ်နေတာ ချစ်လေးကအပြင်မသွားနဲ့လို့မပြောဘူးလေတဘောပဲလို့ပြောတော့ချစ်လေးပြင်သွားခိုင်းနေမှလို့ပေါ့ တဘောဆိုတာမသွားနဲ့လို့ပြောတာလေထားလိုက်ပါတော့သွားချင်တဲ့နေရာလဲသွားပြီးပြီပဲလေခုမှလာပြီးမေးမနေပါနဲ့တော့ စိတ်ဆိုးပါနဲ့တော့ချစ်လေးရဲ့စိတ်ဆိုးနေရဲဆိုတော့ကိုတောင်းတော့မှာရကွာနော် မစိုးလို့ပြောပြီးပြီနော်အခုမှငါတကယ်စိတ်တိုးလာပြီ မှန်စိတ်မဆိုးဆိုလည်းပြီးတာပဲနော် လှုပ်ချင်တာလှုပ်ထားပြီးပြန်ချော့မယ်တော့စိတ်မကူဘူးပြီးရောပဲနော်ငါတကယ်စိတ်ပြက်လာပြီနင်ရော ချစ်ပဲစိတ်မဆိုးဆိုကွာ အဲ့လိုပေါ့ပြက်ပြက်ဆက်ဆံတာကွာနင်ငါ့ကိုအလေးမထားတာပဲအတိတ်ကငါ့ကိုအလေးမထားလို့ငါစိတ်ဆိုးတာငါစီကိုဖုန်းထပ်ဆက်နေ ဟေးဩငါတော့ယူတော့မှာပါပဲကွာ